ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဒီပဲခူးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးတိုက်ပွဲစီးပြောရအရေးပါတဲ့ဒီ point 6 လုံးကုန်းမှာဆိုရင်တော့ကော်တောင်းကနေပြီးတော့မှဒီတက်မမှုရာလုံးနဲ့ပြောင်းလာတဲ့ DSC 43စင်ဘုံမူကြီးဒီဟန်လင်းအောင်ဆိုရင်တော့ A ရဲ့လက်ချက်နဲ့တိုက်ပွဲမှာတည်ဆုံသွားခဲ့ရပါတယ်ဆိုတော့ဒီလူ့တော်လိုင်းရေးကလည်းကြည့်ရမယ်ဆိုတော့အာရခတ်တော့ A ရာဆိုရင်စစ်တပ်မှာတကယ်အကောင်ကြီးပါပဲဆိုတော့ဒီဘူမှုကျုပ်တွေဘူမှုကြီးတွေအစားသူတို့လိုက်ဖြုတ်နေတာပါဆိုတော့ဒီရဲဘော်တွေဒီဘူကြီးတွေကပရိစင်တွေမေဂျာတွေဒီသူ့အိုက်စီအဆင့်လောက်ကတော့စကားလေးကိုထည့်မပြောတော့တာပါဆိုတော့ပြောရမှာဆိုရင်ဒီဘူမှုကြီးဟန်လေးအောင်ကြွားတာပေါ်မှာဆိုတော့တော်လန်ပြည်သူတွေကတော့ရန်ကုန်ပဲဗမတ်တာဖြစ်နေကြပါတယ်ဆိုတော့အဲ့ဒီလားဆိုတော့မဟုတ်သေးပါဘူးဒီတက်ထဲမှာလည်းဒီဘူမှုကြီးဟန်လေးအောင်ကြွားတဲ့အတွက်နောက်ဒီ DSA 43သူတငယ်ချင်းအပတ်စဉ်တွေကနေပြီးတော့မှသူ့နေရာကိုထိုင်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီတင်းတဲ့တုန်းကဆိုရင်တော့အဲ့တုန်းကဆိုဒီမေဂျာရာလို့ဆိုတော့ဒီ DSA 46ပဲရှိပါလိမ့်တယ်အဲ့ဒီတုန်းကဒီ DSA 53ကဒီ corporate နဲ့စကားပြောတဲ့အခါမှာသူတို့ရှိမှဒီယာလူတွေပိတ်နေတာအကြောင်းကိုသူပြောဖြစ်တာဖြစ်ပါတယ်ဘယ်လိုယာလူတွေပိတ်နေလဲဆိုတော့အခုမှ DSA 46ကမေဂျာထွက်တယ်သူတို့ရ53ဒါပေမဲ့ corporate တတန်းဒီစစ်တပ်ထဲမှာတော့ဒီ corporate တန်း9နဲ့ဆိုရင်ဒီ automatic ဒီမေဂျာရာလူပေးရမှာဖြစ်ပါတယ် DSA 53ဒီ52ကဒီ corporate စစ်တပ်ကဒီ9နှစ်လဲကျုံးနေပြီမေဂျာလည်းမရတယ်သူတို့မရဖို့နေတဲ့သားဒီအခုမှ46ပဲရသေးတယ်ဂျာထဲမှာဒီ49 48 49 50 51လည်းရှိသေးတယ်ဆိုတော့သူတို့အတွက်ကတော့အဝေးလူတွေတယ်ပေါ့ဆိုတော့ဒီဂျာထဲမှာဒီဂျာထဲကစီနီယာတွေကဒီမှာပဲသူတို့တွေကယာလူတို့မှာဆိုတဲ့စကားပြောခဲ့တဲ့အကြောင်းလည်းရှိပါတယ်ဆိုတော့ဒီစစ်အာဏာမသိမ်းခင်တုန်းကဆိုတော့စစ်တပ်ထက်မှာဒီယာရုတွေပိတ်နေလို့ဆိုပြီးတော့စိတ်ညစ်နေတဲ့သူတွေတော့ဒီချိန်မှာပျော်လို့ရပါတယ်အခုချိန်မှာဒီအာရခတ်တော့ A ရဘကွေးဒီဘကိုးအဆက်တွေမှာဒီ AR အဆက်တွေမှာသူစစ်ကြောင်းဒီစစ်မျက်နှာတွေဖွင့်ပြီးတော့စစ်ကစားလာတာကိုတွေ့ရပါတယ်ဒီအာရခတ်တော့ A နဲ့တွေ့တဲ့တိုက်ပွဲတိုင်းမှာဆိုရင်တော့ဒီစစ်တပ်ကအမြဲတမ်းအထိနာတာကိုတွေ့နေရပါတယ်ဒီအာရခတ်တော့ A ရလည်းတည့်တဲ့အတိုင်းပဲဒီတိုင်းလက်နက်ကန် EAO ထဲမှာတတန်းအနုဆုံးလက်နက်ကန်တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီ A ကဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအရန်ကိုထက်မြက်တယ်လို့ပြောရမယ်ဘာလို့လဲဆိုတော့ဒီတခြားတိုင်းလည်းနဲ့ကန် EAO တွေဒီခေါင်းဆောင်တွေကြတော့သူတို့ဒီစီးလေ့ကျင့်တဲ့အခါမှာသူတို့ဒီတခြားနေရာဥပမာကချင်ကြည့်မယ်ဆိုရင်တော့သူတို့မှာကြောက်ရမှာဆိုလို့ဒီလေချောင်းနဲ့ဒီကြီးချောင်းဒီလက်နဲ့ကြီးပြစ်ကူအဲ့ဒါပဲရှိပါဒါပေမဲ့အာရခတ်ဆို A မှာကြတော့သူကဒီကန်ယိုရန်ဖြစ်တဲ့အတွက်ကြောင့်ဒီလေချောင်းကလည်းကြောက်ရတယ်ပြီးတော့ဒီကြီးချောင်းအတွက်လည်းသူပြင်ဆင်ရတယ်နောက်ထပ်ဒီရေချောင်းဒီကြောက်ဖြူမှာခြေဆိုင်တဲ့တညဘူးဒီရေတဲ့စခန်းနေပြီးတော့လက်နဲ့ကြီးနေပြစ်တဲ့အတွက်လည်းသူဒီအာရခတ်တော့ A နဲ့ဆိုရင်တော့ဒီကြီးအတွက်ရောရေအတွက်ရောလေအတွက်ပါသူစီးပြင်ဆင်မှုတွေလုပ်ရတာဖြစ်ပါတယ်ဆိုတော့ဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ဘယ်လိုမျိုးစီးပြင်ဆင်မယ်ဆိုတာကိုစီမံခန့်ခွဲနိုင်တဲ့အတွက်ကြောင့်ဒီပြောရမယ်ဆိုတော့အရေးချင်းရှိတဲ့ခေါင်းဆောင်ကောင်းတယောက်လို့ပြောလို့ရပါတယ်ဆိုတော့ဒီဆွမ်းနာပြောတဲ့ဒီ point 63လုံးမှာဒီဘူမွေးဒီ DSA 43ကဒီအစောဆုံးထွက်တဲ့ဒီဘူမွေးဒီဘူမွေးချုပ်ဒီ operation နဲ့ထွက်လာတဲ့ဘူမွေးဟန်လဲအောင်ဆိုလို့ရှိရင်တော့ဒီတပ်ပွဲမှာကြောက်သွားပါတယ်ဆိုတော့ပြောရမယ်ဆိုရင်တော့ဒီ A နဲ့တွေ့လို့ရှိရင်စစ်တပ်ထက်မှာဒီ automatically ကိုဒီကြောက်နေကြတယ်လို့ပြောလို့ရပါတယ်ဒီရှေ့တန်းသွားရမယ်ဘယ်သွားရမလဲဒီ အာရခတ်တော့ A ရှိတဲ့ညာကိုသွားရမယ်ဆိုရင်တော့အမြဲတမ်းကိုကြောက်နေကြတယ်လို့ပြောလို့ရပါတယ်ပြောရမယ်ဆိုရင်နောက်တစ်ချက်ကကျတော့ဒီပဲခူးတိုင်းဗရောင်းမြို့နယ်ဒီညောင်ကုန်းစခန်းမှာရှိတဲ့ဒီညောင်ကုန်းစခန်းကိုဆိုရင်ဒီစစ်တပ်နေနဲ့မသိနိုင်တော့ဘူးလားမထိနိုင်တော့ဘူးလားတော့ပြောလို့ရပါတယ်အဲ့ဒီကိုသွားတဲ့ဒီစစ်တပ်ကထိပ်ပိုင်းခေါင်းဆောင်တွေမှန်တယ်များအကုန်လုံးကတိုက်ပွဲကြတဲ့သတင်းတွေပဲပြန်ကြားရတာဖြစ်ပါတယ်